ကျွန်တော်အရှိမကြောင်ကလေးတစ်ကောင်ရှိရဲဆိုရင်我的前面有一个小猫。ကျွန်တော်အိမ်မှာကြောင်ကလေးနှစ်ကောင်ရှိရဲဆိုရင်我家有2个小猫。ကျွန်တော်ကရုပ်ရှင်ကြည့်ရတာမကြိုက်ဘူး TV ကြည့်ရတာကြိုက်ရဲဆိုရင်我不喜欢看电影，喜欢看电视。မနဲ့ကျွန်တော်ကလေယာဉ်နဲ့လာတာဆိုရင်我坐飞机来的。မနဲ့ကျွန်တော်တက်စီမစီးချင်ဘူးကျွန်တော်ကားမောင်းတက်တယ်ဆိုရင်我不想坐出租车，我喜欢开车。ကျွန်တော်ဒီနေ့ကျောင်းသားပြီးစတော့ဖတ်မယ်ဆိုရင်我今天去学校看书。မနဲ့ကျွန်တော်စားတော့ဆိုင်မှာအထမင်းစားနေတယ်ဆိုရင်我在饭馆吃饭。ကျွန်တော်တရုတ်ဟင်းမချက်တတ်ဘူးဆိုရင်我不会做中国菜。မနဲ့ကျွန်တော်ဖုန်းခေါ်ချင်တယ်ဆိုရင်我想给打电话。对ကျွန်တော်အဖေကိုဖုန်းခေါ်ချင်တယ်ဆိုရင်我想给爸爸打电话。မနဲ့အရင်တော့ရနော်ကျွန်တော်ရှိမှမထိုင်နဲ့ဆိုရင်တရုတ်လူက不要坐我的前面。ဒီကျွန်တော်တက္ကသိုလ်မှာတငယ်ချင်း9ယောက်ရှိတယ်ဆိုရင်我在大学有5个朋友。